တသားမီးတို့အားလုံးပဲမင်္ဂလာပါ Story with Pelfish ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ငါးကလေးပုံပြောမယ့်အစီအစဉ်မှာကိုပြောပြဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ Sunken Seal and the Crocodile ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဒါဆိုရင်ဒီပုံမြင်စာအုပ်လေးကိုကိုနဲ့အတူတူဖတ်ကြည့်လိုက်ရအောင်ဒီနေ့ဒါဆိုကျွန်တော်တို့ library ထဲမှာ level A ကနေ Z အထိအများကြီးရှိရတဲ့မှာ level R ဒါတို့ကျွန်တော်ရေးထားရပေါ့နော်ပြီးတော့ level R ထဲမှာဒီ Sunken Seal and the Crocodile ဆိုတဲ့ပုံမြင်စာအုပ်လေးကိုဖတ်ပြမှာဖြစ်ပါတယ်ဒါဆိုရင်စဖတ်လိုက်ရအောင် Sunken Seal and Crocodile. There was once a clever mouse deer named Sunken Seal who lived deep in the jungle. One day, Sunken Seal was walking near the river. He spotted a tree on the far bank, full of ripe water apples. There was once a clever mouse deer named Sunken Seal. တခါတော့ငါတဲ့ကျွန်တော်တို့ Sunken Seal လို့နာမည်ပေးထားတဲ့ mouse deer ဆိုတာကကြီးလောင်ဆိုတဲ့အကောင်လေးကိုပြောချင်တာဖြစ်ပါတယ်ကြီးလောင်ကောင်လေးတစ်ကောင်ရှိတယ်ပေါ့နော်သူက who lived deep in the jungle တောထဲမှာနေထိုင်ပါတယ်တဲ့ One day Sunken Seal was walking near the river သူကမြေကြောင်းတစ်လျှောက်လမ်းလျှောက်နေခဲ့တယ်တဲ့အဲ့လိုလမ်းလျှောက်နေရင်လည်းသူဘာကိုတွေ့သွားလဲဆိုတော့ he spotted a tree on the far bank ဟိုးဘက်ကမ်းမှာသူအပင်ကိုသွားတွေ့တယ်ပေါ့နော်အဲ့ဒီမှာသူကဘာတွေတွေးလာလဲဆိုတော့ကျွန်တော်တို့ဒီအပင်ဒီမှာဘာတွေပေါက်နေလဲဆိုတော့စပျူသီးလို့ခေါ်တဲ့ water apples အသီးတွေပေါက်နေတာသူတွေ့သွားတယ်တဲ့ Yummy water apples, Sunken Seal said to himself. But the river was full of hungry crocodiles, and Sunken Seal knew it was impossible to cross without being eaten. Yummy water apples ဟာလုံးဝစားချင်စရာကောင်းတဲ့အသီးတွေပါလားတဲ့ Sunken Seal ကသူ့ကိုသူပြောလိုက်တယ်ပေါ့နော် But the river was full of hungry crocodiles ဘိုက်စားတဲ့မိချောင်းတွေနဲ့ပြည့်နေတယ်တဲ့ And then Sunken Seal knew it was impossible to cross without being eaten သူဒီမြစ်ကြောင်းကိုသူ့အတူတယောက်တည်းဖြတ်မယ်ဆိုလို့ရှိရင်အစားခံမှာသိကြတယ်ဆိုတာကိုဒီအကောင်လေးကလည်းသိတယ်ပေါ့နော် Sunken Seal thought for a while. Then he had an idea. A sly smile appeared on his face. He hurried back down to the water's edge. Sunken Seal thought for a while တဲ့သူကအချိန်ခဏယူပြီးစဉ်းစားလိုက်တယ်တဲ့ And then he had an idea သူ့မှာအတွေးတစ်ခုရပါတယ်ပေါ့နော် A sly smile appeared on his face sly ဆိုတာဒီနေရာမှာပါနှက်တယ်လို့ပဲပြောရမလား smirk ဖြစ်တယ်လို့ပဲပြောရမလားပေါ့နော်ဆိုတော့အဲ့လိုမျိုးပါနှက်တဲ့အပြုံးလေးတစ်ခုသူ့မျက်နှာပေါ်မှာပေါ်သွားတယ်တဲ့ He hurried back down to the water's edge ဒီကန်ဆက်ကိုသူကအမြန်ပြန်ပြေးသွားလိုက်တယ်တဲ့ One of the crocodiles swam over to speak to him. Hello, Crocodile, said Sunken Seal. I've got good news. What's the news? Asked Crocodile. Are you going to be my lunch? One of the crocodiles swam over to speak to him နဲ့အဲ့မှာရေထဲမိချောင်းကြီးတစ်ကောင်ကသူ့ကိုစကားပြောဖို့ကူးလာခဲ့တယ်ပေါ့နော် Hello crocodile said Sunken Seal တဲ့မင်္ဂလာပါမိချောင်းကြီးဆိုပြီးတော့သူကနှုတ်ဆက်လိုက်တယ်တဲ့ And then I've got good news တဲ့ကျွန်တော်မှာသတင်းကောင်းရှိတယ်တဲ့ What's the news ဆိုပြီးတော့မိချောင်းကြီးကပြန်မေးလိုက်တယ်တဲ့ဘာလဲပြောစမ်းပေါ့ Are you going to be my lunch တဲ့မင်းတို့ငါစားရမယ်ဆိုတဲ့သတင်းကောင်းလားတဲ့ Sunken Seal shook his head. No, it's even better than that. The king's having a feast for all the animals in the jungle. He'd like to invite the crocodiles. A feast? Yes. He'll be serving the finest food in the jungle. Excellent, said Crocodile, licking his lips. Sunken Seal shook his head. သူခေါင်းခါရလိုက်တယ်ပေါ့မဟုတ်ဘူးတဲ့ No, it's even better than that. အဲ့တော့ပိုကောင်းသေးတယ်တဲ့သတင်းကောင်းဘာလဲဆိုတော့ The king's having a feast for all the animals in the jungle. ဘီရင်ကတောရတိရစ္ဆာန်တွေအားလုံးအတွက်စားတောက်ပွဲကြီးကျင်းပပေးမှာတဲ့ He'd like to invite the crocodiles မိချောင်းတွေကိုလည်းဘီရင်ကဖိတ်ခိုင်းလိုက်တယ်တဲ့အဲ့နဲ့မိချောင်းကြီးကပျော်သွား A feast ဟာစားဝတ်တောက်ပွဲတယ်လားတဲ့ Yes, he'll be serving the finest food in the jungles. So တော်ရဲကအကောင်းဆုံးစားစာတွေကိုပဲဘီရင်ကကျွေးသွားမှာပေါ့နော် Excellent ဆိုပြီးတော့အမှာ Mr. Crocodile ကအခုရှာကြီးကိုစက်ကြီးနဲ့တက်ပြီးတော့စားညင်စိတ်ကြီးဖြစ်သွားရော The king has asked me to count all the crocodiles in the river, so he knows how many are coming, said Sunken Seal. Can you help me? Of course, said Crocodile. I will gather all the crocodiles and line them up for you. Sunken Seal grinned. Thank you, Crocodile, he said. The king has asked me to count all the crocodiles in the river. ဘီရင်ကငါ့ကိုမှာလိုက်တယ်တဲ့အဲ့ဒီမြစ်ထဲကမိချောင်းတွေအကုန်လုံးဘယ်နှကောင်ရှိလဲရီးခဲ့ပေါ့ So he knows how many are coming ဒါမှသူစီကိုမိချောင်းဘယ်နှကောင်လာမှလဲသူသိရမှာတဲ့အဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှာ Can you help me ဆိုပြီးတော့ဒီအကောင်လေးကအကူကြီးတောင်းလိုက်တယ်ပေါ့နော်မိချောင်းကြီးကိုအဲ့မှာ Of course ဆိုပြီးတော့မိချောင်းကြီးကအကူကြီးပေးမယ်ဆိုပြီးတော့ပြောလိုက်ရော
I will gather all the crocodiles and line them up for you မိချောင်းငါတိမိချောင်းတွေအကုန်လုံးတဲ့ငါမြေချောင်းထဲမှာလာပြီးတော့တန်းစီခိုင်းလိုက်မယ်တဲ့ဒါမှဘယ်နှကောင်ရှိလဲရှိလို့ရအောင်ပေါ့အဲ့မှာ Sanken Seal Grin တဲ့ဒီအကောင်လေးကတော့လုံးဝ तू ကသူ့အကြံလုပ်ဖြစ်ပြီဆိုပြီးပျော်နေတာပေါ့နော် Thank you crocodile ဆိုပြီးတော့ तू ကမိချောင်းကြီးကိုကျေးဇူးတင်လိုက်တယ်တဲ့ Crocodile got busy. He gathered all the other crocodiles and lined them up side by side. There were so many of them that they stretched from one side of the river to the other in 3 rows. Crocodile got busy တဲ့အမှမိချောင်းကြီးနဲ့အလုပ်တွေစားရှုပ်တော့တဲ့ He gathered all the other crocodiles ဆိုတော့တခြားသူ့ရဲ့အတိမိချောင်းတွေကိုလည်းသူဖိတ်လိုက်တယ်ပေါ့နော် and lined them up side by side တစ်ကောင်ပြီးတစ်ကောင်ဘေးချင်းရှင်ပြီးတော့စီလိုက်တယ်တဲ့ There were so many of them that they stretched from one side of the river to the other in 3 rows. ဒီမှာသူပြောချင်တာပါလဲဆိုတော့မိချောင်းတွေကိုကျွန်တော်တို့ဒီလိုမျိုးတန်းစီလိုက်တဲ့အချိန်မှာအကောင်ကြီးအတွက်ကအရန်များတော့တဲ့အတွက်ဒီဘက်မြစ်ကန်ကနေဟိုဘက်မြစ်ကန်ကို3ဆင့်တောင်စီယူရပါတယ်တဲ့ My, said Sankan Seal, what a lot of hungry crocodiles. Hurry up, said Crocodile. We are getting very hungry. We want to go to the feast. My said Sanken Seal ဒီမှာကျွန်တော်တို့ तू က my လို့တစ်လုံးနဲ့သုံးထားတာမြန်မာမှာဆိုလို့ရှိရင်တော့ Oh my god မြတ်စွာဘုရားဟာနည်းနည်းနော်မဟုတ်ပါလားအဲ့လိုမျိုးအာမေရိတ်တန်ကိုပြောချင်တာဖြစ်ပါတယ်အဲ့မှာ Sanken Seal ကအံ့အားသင်သွားရဲ့တဲ့ What a lot of hungry crocodiles နည်းနည်းနော်ဘိုက်စာနေတဲ့မိချောင်းတွေမဟုတ်ပါလားတဲ့အဲ့မှာမိချောင်းကြီးတစ်ကောင်ကထားပြီးတော့ Hurry up မြန်လုပ်တယ် We are getting very hungry ငါတို့ဘာအရန်စာနေပြီတဲ့ We want to go to the feast ဒီပွဲကိုငါတို့သွားချင်နေပြီပေါ့နော်နေကြီးစရာရှိရင်လည်းမြန်ကြီးရောဆိုပြီးတော့မိချောင်းကြီးတစ်ကောင်ကပြောလိုက်တယ်တဲ့ Okay then, said Sankan Seal. I need you all to lie straight and still so I can count you. He jumped onto the back of the first crocodile and started to count. Okay then said Sanken Seal အဲ့မှာ Sanken Seal ကအေးပါဟုတ်ပါပြီ okay ပါပြီဆိုပြီးတော့ပြောလိုက်တယ်တဲ့ I need you all to lie straight and stay still so I can count you မင်းတို့မိချောင်းတွေအကုန်လုံးကိုငါလုပ်ပေးဖို့တခုလိုတာငါမင်းတို့တွေအကုန်လုံးငါအတွက်ငြိမ်ငြိမ်လေးနေပေးဖို့လိုတယ်တန်တန်မတ်မတ်ရက်နေပေးဖို့ရေထဲမှာရက်နေပေးဖို့လိုတယ်ပေါ့နော် so I can count you တဲ့ဒါမှမင်းတို့တစ်ကောင်ချင်းစီကိုငါဟီတွက်လို့ရမှာတဲ့ပြီးတော့ he jumped onto the back of the first crocodile and started to count တော့မိချောင်းတစ်ကောင်ရဲ့ကြောပေါ်ကိုဖက်ခနဲလမ်းခုံတက်လိုက်ပြီးတော့တစ်ကောင်နောက်တစ်ကောင်ရဲ့ကြောပေါ်လှမ်းတက်တယ်2ကောင်နောက်တစ်ကောင်ရဲ့ကြောပေါ်လှမ်းခုံတယ်3ကောင်ဆိုပြီးတော့အဲ့လိုဟန်ဆောင်ပြီးရီပြတယ်ပေါ့မိချောင်းဘယ်နှကောင်ရှိကြ 1, 2, 3, 4. By the time Sankan Seal had counted 22 crocodiles, he had reached the other side of the river. He jumped onto the bank. By the time Sanken Seal had counted 22 crocodiles ဒီ Sanken Seal ဆိုတဲ့အကောင်လေးကမိချောင်း22ကောင်ကိုရေတွက်ပြီးတဲ့အခါမှာ he had reached the other side of the river မြစ်ရဲ့ဟိုဘက်ခြမ်းကိုသူရောက်နေပြီသူလိုချင်တဲ့နေရာကိုသွားဖို့တော့သူအဆင်ပြေနေပြီပေါ့နော် He jumped onto the bank အဲ့ဒီမှာသူကဒီလိုပြန်ကွေ့ပြီးတော့ကျန်တဲ့မိချောင်းတစ်တောင်သူကမရီတော့ပဲနဲ့ဟိုဘက်မြစ်ကန်ကိုလှမ်းပြီးခုန်ကူးလိုက်တယ်တဲ့ Wait, said Crocodile. Where are you going? You haven't counted all of us. Wait said Crocodile ဟဲ့နေပါအောင်နဲ့မိချောင်းရဲ့လန့်ဝိုင်း Where are you going နဲ့နင်ဘယ်သွားမလို့လဲတဲ့ You haven't counted all of us တဲ့နင်ငါတို့အကုန်လုံးဘယ်နှကောင်ပြည့်လဲပြီးအောင်မရီရသေးဘူးလေတဲ့ဒီမှာပေါ့နော်တသားမီးတို့ကြည့်ကြည့်လိုက်ပါ1တန်း2တန်း3တန်းအဲ့လိုမျိုးကောင်ပြီးစီလာတာသူက3တန်းတောင်ရှိတယ်ပေါ့ဆိုတော့သူကတန်းနဲ့ကိုပဲတုံးပြီးတော့ခုံပြီးတော့ဒီဘက်ရောက်လာတဲ့အထိခုံတာသူကြံတာတွေသူမရီတော့ဘာလို့လဲသူဒီဘက်ကန်းကိုရောက်ချင်တာမဟုတ်လို့ Ha ha, laughed Sankan Seal. There is no feast. I tricked you. And with that, Sankan Seal ran over to the tree and gobbled up the water apples. Ha ha တဲ့ love Sanken Seal အမှ Sanken Seal ဆိုတဲ့အကောင်ကရီလိုက်တယ်တဲ့ There is no feast ဘာစားပွဲတောက်ပွဲမှမရှိဘူးတဲ့ I tricked you ငါတို့လိန်လိုက်တာပေါ့နော် And with that Sanken Seal ran over to the tree and gobbled up the water apples တဲ့အဲ့ဒီမှာ Sanken Seal လို့ခေါ်တဲ့ကြီးလောင်အကောင်လေးကသူစားကျင်နေတဲ့အသီးတွေရှိတာကိုပြေးသွားပြီးတော့အားရပါရအသီးတွေအကုန်လုံးစားပလိုက်တယ်တဲ့ကျွန်တော်ခုဖတ်ပြသွားတာကတော့ Sanken Seal and the Crocodile လို့ခေါ်တဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဒီပုံမြင်လေးမှာအဓိကသသားမမီတို့ယူသွားရမယ့် message လေးကတော့အခက်ခဲတွေကြုံတိုင်းမှာစိတ်ညစ်စရာမလိုပဲနဲ့ကိုယ့်ရဲ့အုံနောက်ကိုယ့်ရဲ့ညံကိုသာပါလွှာပြီးတော့တုံးတက်မယ်ဆိုလို့ရှိရင်ဘလို့အခက်ခဲမျိုးမဆို AC ပဲဆိုပြီးတော့သသားမမီတို့ message ယူလို့ရပါတယ်ကျွန်တော်တို့ Publish English app မှာဆိုလို့ရှိရင်ဒီ9နဲ့6နဲ့သသားမမီလေးအတွက်စာအုပ်တူလေးတွေမဟုတ်ဘူးပေါ့နော်ကျွန်တော်10ကျော်တဲ့သသားမမီတွေလည်းကျွန်တော်အခုဖတ်ပြသွားတဲ့ပုံမြင်စာအုပ်ရှိလိုမျိုးစာအုပ်တွေအများကြီးရှိပါတယ်ဒါကြောင့်မို့လို့ဖေဖေမေမေတို့က Publish English app ကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့စီမှာ6လဒါမှမဟုတ်တစ်နှစ်ဆိုပြီးဝယ်ယူလို့ရပါတယ်ဝယ်ယူဖို့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးတွေကတော့3994251813လေးတို့ကိုဆက်သွယ်ပြီးတော့ Publish English app 6လစာဒါမှမဟုတ်တစ်နှစ်စာကျိုင်းနှစ်တရားတွေကိုဝယ်ယူနိုင်ပါတယ် Cowfish